ဂျပန်ကာတွန်းဖန်တီးရှင်ဟိုနာမီယာနိုဟာရိုးရိုးရှင်းရှင်းစိတ်ခံစားမှုတွေကိုစိတ်မဝင်စားတတ်သူတစ်ယောက်ပါသူ့ရဲ့လက်ရာတွေကနေဘဝရဲ့နဲ့နေမှုတွေကိုရှာဖွေတတ်တဲ့သူမျိုးမှန်ပေါ်လွင်နေပါတယ်ဒါပေမဲ့သူ့ရဲ့နောက်ဆုံးလက်ရာအေရီဆိုတဲ့ရုပ်ရှင်ကတော့ပူပြီးထူးခြားတဲ့စိတ်ကူးနဲ့ဖန်တီးထားတာကိုတွေ့ရမှာပါဒီရုပ်ရှင်ဟာ12မိနစ်ကြာမြင့်ပြီးနွားမလေးအေရီရဲ့အကြောင်းပါဒီဇလတ်မှာနွားနို့ထုတ်တဲ့နွားမတွေကိုနွားကလေးတွေမွေးမှသာအသက်ရှင်ခွင့်ရတဲ့ကဘာတစ်ခုကိုပုံဖော်ထားပါတယ်အေရီဟာတခြားနွားမလေးစာဝါကိုအယူမူချစ်မိတဲ့အခါဘလို့ကြုံရမလဲဆိုတာစိတ်ဝင်စားဖို့ကောင်းပါတယ်ဒီရုပ်ရှင်ကိုလက်နဲ့ရေးဆွဲထားတဲ့ပန်းချီကားတွေလိုဖန်တီးထားတာကြောင့်အမြင်အာရုံကိုဆွဲဆောင်မှုရှိပါတယ်ဇလတ်နဲ့ကစိတ်ကူးရင်ဆန်တဲ့ရှုခင်းတွေဟာအိမ်မက်တွေအမှတ်ရစရာတွေကိုခန္ဓာခံစားမှုတွေကြားတဲ့ကဘာတစ်ခုလိုဖြစ်နေပါတယ်ယာနိုရဲ့လက်ရာတွေဟာအသက်ဝင်ပြီးပျက်စီးသွားသလိုမျိုးတစ်ချိန်တည်းမှမြင်ရတဲ့ထူးခြားတဲ့ style မျိုးပါဒီဇလန်ဟာခါဆူမီအာဆာကူရာရဲ့ Who Else Is There ဝတ္ထုကိုပြန်လည်အသက်သွင်းထားတာပါမူရင်းဝတ္ထုထဲကလူသားဆက်ကောင်တွေကိုနွားမတွေဖြစ်ပြောင်းလဲလိုက်တာကတော့အဆက်ကတော့ထူးဆန်းတယ်လို့ထင်ရနိုင်ပါတယ်ဒါပေမဲ့ဒီဆောင်ဖြတ်ချက်ဟာဇလန်ရဲ့အနှစ်သာရကိုပိုပြီးနှက်နဲစေခဲ့ပါတယ်ဝတ္ထုထဲကလူတွေရဲ့အသားရောင်နဲ့ကိုတတိထားမိတဲ့အကြောင်းအရာကိုယာနိုကနွားရီစီကနေအဖြေရှာခဲ့ပါတယ်အသားဖြူသူအသားမဲသူဆိုတဲ့အယူအဆကနေအဖြူအမဲရှိတဲ့နွားရီစီကိုစိတ်ကူးရခဲ့တာပါသူမဟာနွားမွေးမြူရေးခြံတွေကိုကိုယ်တိုင်တွားရောက်လှိလာခဲ့ပါတယ်နွားနို့ဆိုတာမွေးမြူရေးအသက်တာရည်ရွယ်တဲ့အမျိုးသမီးတွေရဲ့ကဘာတစ်ခုပါလို့ယာနိုကဆိုပါတယ်နွားတွေဟာနို့ထုတ်ဖို့မွေးဖွားရပြီးသူတို့ရဲ့ဘဝဟာတနစ်ကျော်ကတည်းကစတင်ပြီးမျိုးဖွားခြင်းနဲ့သာပုံဖော်ခံရပါတယ်ဒီလိုကဘာမျိုးမှာတဖရောင်းတဲချစ်ချင်းQueer Love Story ဟာပုံမှန်အချစ်ဇလန်ထက်ပုံမူနဲ့ချိုင်းတဲ့အထီးပေကိုဆောင်ပါတယ်အဲ့ဒီရုပ်ရှင်ဟာတရုတ်မှန်ဆန်ပြီးတချင်ထဲမှာပဲစိတ်ကူးရင်ဆန်တဲ့အမှုပညာမြောက်တဲ့ပုံစံမျိုးနဲ့ဖန်တီးထားပါတယ်ရုပ်ရှင်ထဲကရှုခင်းတွေဟာထူထဲတောက်ပတဲ့ဆေးဆူချစ်တွေနဲ့ပြည့်နေပြီးနွားတွေရဲ့လှူရှားမှုကလည်းတရင်းဆန်ရဲ့တဘာဝကြမှုနဲ့စိတ်ခံစားမှုတွေကိုပေါင်းစပ်ထားပါတယ်အထူးသဖြင့်အဲရီနဲ့ဆာဝါတို့ရဲ့အကာခန်းကတော့စိတ်ခံစားမှုပြင်းပြင်းနဲ့ဖန်တီးထားတာကိုတွေ့ရပါလိမ့်မယ်ယာနိုကာတွန်ဖန်တီးဖို့အတွက်နှစ်ပေါင်းများစွာစံတိုက်ထည့်ရပါတယ်သူဟာနွားမွေးမြူရေးခြံတွေကိုတွားရောက်ပြီးနွားတွေကိုပုံဆွဲခဲ့ပါတယ်တညမှာသူမအိမ်မက်တစ်ခုမက်ခဲ့ပါတယ်အိမ်မက်ထဲမှာအဲရီနဲ့အခြားသူတွေကိုကြည်လင်တဲ့စကူပေါ်မှာဆေးချပြီးဇက်ကောင်တွေနဲ့နောက်ခံပုံတွေကိုတီးခြားအလွာတွေအဖြစ်ဖန်တီးတာကိုမြင်ခဲ့ရပါတယ်အဲ့ဒီအိမ်မက်ကနေရုပ်ရှင်ဖန်တီးမှနီလန်ကိုရှာတွေ့ခဲ့တာပါရုပ်ရှင်ရဲ့အတန်ပိုင်းဆိုင်ရာအတွက်ယာနိုနဲ့အတန်ဒီဇိုင်နာမာဆူမီတာကီနိုတို့ဟာဂျပန်အရှေ့ပိုင်းကနွားမွေးမြူရေးခြံတွေကိုတွားပြီးမူရင်းအတန်တွေကိုမှတ်တမ်းတင်ခဲ့ပါတယ်ဒီလေ့လာမှုတွေကနေယာနိုဟာနွားရီရဲ့ကဘာဟာသူမအတွက်ပြင်ပလူတစ်ယောက်အနေနဲ့ရှိနေစေဆိုတာကိုသိရှိခဲ့ပါတယ်ဒါပေမဲ့မိခင်နွားမတစ်ကောင်ရဲ့အကာအကွယ်ပေးလို့တဲ့ဆန္ဒကသူမကိုစိတ်ခံစားမှုအသစ်တွေပေးခဲ့ပါတယ်အေရီရုပ်ရှင်ဟာကိုနှစ်သက်တဲ့အရာအတွက်နေရာမရှိတဲ့ကဘာတစ်ခုမှာဘလို့ချစ်ရမလဲဆိုတာကိုဖော်ပြနေပါတယ်ယာနိုဟာဒီပြင်းပြတဲ့စိတ်ဆန္ဒကိုဝမ်းနည်းစရာဒါမှမဟုတ်ပုံကံမှုအဖြစ်မတင်ပြပဲရှောင်လွဲလို့မရတဲ့အခြေအနေတစ်ခုအဖြစ်ပုံဖော်ထားပါတယ်။သူမရဲ့လက်ရာတွေဟာစိတ်ခံစားမှုအရာအလွန်ထိုးဖောက်နိုင်ပြီးယာနိုကိုသူမပိုင်တဲ့လုံးဝထူးခြားတဲ့ကဘာတစ်ခုမှာအလုတ်လုံနေတယ်ဆိုတာထပ်လောင်းအတည်ပြုပေးလိုက်ပါတယ်